Hello, anu mingala basin, nite ma anu piosin jaba si, anu cema jaba si, bi pau ma kengwe jaba si, no anu koneta tami ni cema centa jaba si, no menia ma duide lai bo ma no, maga era go sifu matelu, no go yufu matebu, era jo no muso ma yutari no. ထိုးထားတာကွယ်เนาะဒီမှာမျက်နှာဒီမှာလေဖူးရောင်နေရောเนาะသူယောက်ျားထိုးထားတာပေါ့เนาะအဲ့ဒါကြောင့်เนาะဘာဖြစ်လို့အဲ့လိုလုံးလေးဆိုတာကကွယ်เนาะသူမှတကယ်မေတ္တာတရားမရှိလို့ပါသူကတကယ်နိကမရှိလို့เนาะတကယ်ရှိတဲ့ယောက်ျားလေးကဘယ်တော့မှအဲ့လိုမလုပ်ဘူးเนาะအာနွေတွေမိန်းကလေးတယောက်ကိုเนาะကိုကယောက်ျားတန်မင်းနဲ့အဲ့လိုထိုးတွေကြိတ်တွေဆိုတာကဒါယောက်ျားကုတ်တို့လက္ခဏာမဟုတ်ပါဘူးလို့เนาะအဲ့ဒါကြောင့်နော်စကားနဲ့ဖြည့်ရှင်းပါစကားနဲ့ပြောပါလို့နော်ဟိုဒုက္ခမှာကိုဘယ်တော့တော့ခံစားရမလဲမသိဘူးနော်သူကအဲ့လိုအထုခံရတဲ့အချိန်မှာလို့အဲ့သူယောက်ျားကိုသူကမေတ္တာပိုးနေမလားသူကြိမ်ဆင်းနေမလားစဉ်းစားကြည့်ပါအောင်လို့နော်အဲ့အချိန်မှာကိုနော်သူညမကိုအဲ့လိုကိုသူယောက်ျားကထိုးလို့သူတွေးပြီးဆိုပါတော့နော်အကိုလည်းသူညမအရင်ပေါ့နော်သူညမကိုအဲ့လိုထိုးထားတာပေါ့သူယောက်ျားကဟာလားသူအဲ့လိုဆိုရင်လို့ခံစားနိုင်လားလို့နော်ကိုညမကိုထီတော့ကိုမခံနိုင်ဘူးလေကွယ်နော်အဲ့ဒါကြောင့်မထိုးကြပါနဲ့ပါးစားနဲ့ရှင်းကြပါနော်မိန်းကလေးဆိုတာပါးစားပဲရှိပါတယ်အာနွေတွေမိန်းကလေးပါလို့နော်နောက်ပြီးတော့သူလေအိမ်ထောက်ပြူးတွေဆိုတာသူ့ဘဝတစ်ခုလုံးနဲ့ယဉ်ထားတာပါလို့နော်အဲ့ဒါကြောင့်မေတ္တာထားပါလို့နော်ကိုကနိုင်လို့ရတယ်ဆိုပြီးတော့เนาะမနိုင်ပါနဲ့လို့เนาะအဲ့အကျိုးကတကယ်ခံစားရပါတယ်เนาะအဲ့ဒါကတရော့နာစရာမလိုဘူးတရော့ထိုင်စရာမလိုဘူးเนาะအဲ့ဒါကပြီးတော့မှအဲ့လူကတီလားမရှိဘူးเนาะအဲ့လိုကိုယ်ဒီမှာမျက်နှာတွေမှာလည်းရော်ပြီးတော့ကျန်ဟိုကိုပြီးတော့เนาะအဲ့လောက်ထိလှုပ်ရှားမလိုပါဘူးเนาะတယောက်နဲ့เนาะမေတ္တာနဲ့ရှင်းကြပါအဲ့ဘောတချို့ကရှိသေးတယ်เนาะဒီလိုပေါ့မမျောလင်းမင်းနဲ့ယူသွားတာရှိတယ်တချို့ကမကြိုက်ပင်းနဲ့ယူတာရှိတယ်တချို့ကအဲ့လိုမင်းဖပေးစားလို့ယူတာရှိတယ်เนาะတချို့ကတကယ်နိကာချီလို့ယူတာရှိတယ်ဘလို့ပဲယူပေါ့เนาะမေတ္တာထားပါလို့เนาะကိုရေးလိုက်ပြကိုလုံနိုင်ပါစေလို့เนาะမာကတော့မင်းကလေးဆိုတော့ဒါပြောတာပါเนาะဒါပေမဲ့လူတိုင်းမှာမရှိပါဘူးဒါကရှိသေးလူတွေအတွက်မှာပြောတာပါเนาะအဲ့ဒါကြောင့်စာနာပါထောက်ထားပါเนาะငါကနိုင်တယ်ဆိုပြီးတော့မလုပ်ပါနဲ့ကံကြမ္မာဆိုတာအမြဲတမ်းပြောက်လင်းနေပါတယ်လို့เนาะနောက်ပြီးတော့သူကပြီးတော့မှအဲ့ဒါတွေကိုမေးမှမဟုတ်တော့ဘူးเนาะဒီအဟဲဖြူမှာအမေထိလိုက်တယ်လို့ပဲသူရဲ့စိတ်ဟာအဲ့ဒါဒဏ်ရာတွေဖြစ်သွားပါပြီလို့เนาะအဲ့ဒါကြောင့်ဒဏ်ရာမပေးကြပါနဲ့เนาะအဲ့ဒါကြောင့်ဖျော်ရှိခိုးတာတွေတရော့ထိုက်တာလှူတာတွေတန်းတာတွေဘယ်လောက်လုပ်လို့လူတယောက်မြဲကြတယ်เนาะအနာတရားဖြစ်တယ်ဆိုတာဒါမလုပ်ထိုက်ပါဘူးဒါဖျော်မှလည်းမဟုတ်ဘူးတရော့လည်းပြီးဆရာတော်မှမဟုတ်ဘူးเนาะအဲ့ဒါကြောင့်အစားရကိုမေတ္တာနဲ့ကူညီစောင့်ရှောက်နိုင်ကြပါစေလို့เนาะဒါပေမဲ့ကိုလုပ်တဲ့အလုပ်ကတော့ကိုစီကိုတဖြည်းဖြည်းပြန်လာမှာပါလို့เนาะအကုန်လုံးကိုကျေးဇူးတင်ပါတယ်